ဘာမှမရနိုင်တဲ့အထူးစင်းနှုန်းနဲ့လုပ်ပေးထားတဲ့ဒီဘေးစင်ကျောင်းလေးကိုရှင်းပြပေးမယ်။ဒါလေးကတော့အကွာမန်းဘေးစင်ဖြစ်ပါတယ်။ဒါလေးကဆိုလို့ရှိရင်တော့အိမ်မှာပဲဖြစ်ဖြစ်ဒီရုံးခန်းတွေဖျားခန်းတွေမှာကျောင်းဆောင်တွေမှာဆိုလို့ရှိရင်လည်းတီးတတ်ပေါ့နော်အသုံးပြုလို့ရတဲ့တစ်ခွက်ပန်းဘေးစင်လေးဖြစ်ပါတယ်။သူကဆိုလို့ရှိရင်ဒီစတီးသားဆိုလို့ရှိရင်လည်းစောက်အနက်ကိုတုံးထားပေးတယ်။အလျားအနံဆိုလို့ရှိရင်လည်းတပေခွဲကြော်လေးကိုတုံးထားပေးတဲ့အတွက်ကိုဈေးနှုန်းလည်းတက်တာပြီးတော့တကယ်ကောင်းတဲ့ quality ကိုရမယ်။နောက်တစ်ခုကကြတော့ဒါက stainless steel ပေါ့နော်။တန်ကြေးမတက်တဲ့ stainless steel ကိုအဓိကထားသုံးပေးထားတဲ့အတွက်ကိုလုံးဝရေရှည်သုံးလို့ရှိရင်လည်းတန်ကြေးကိုက်မှာစိတ်မပူရပါဘူး။နောက်တစ်ခုအနေနဲ့ကဒီမှာစတီးတာအထူတုံးထားပေးတဲ့အတွက်ကြောင့်ဒီမှာပေါ့နော်ပစ္စည်းကရေဝိတ်တွေပါတင်နေဆိုလို့ရှိရင်လည်းခြိုက်နာတွေပိတ်နာတွေလည်းလုံးဝမရှိပါဘူး။တကယ် quality ကောင်းတဲ့အကွာမန်းဘေးစင်လေးဖြစ်ပါတယ်။ဒီလိုမျိုးအကွာမန်းဘေးစင်တစ်ခွက်ပန်းဝယ်ယူဆိုတာနဲ့ဒီလိုမျိုး waste လေးပါအပိုလက်ဆောင်ရရှိမှာဖြစ်ပါတယ်။ဒါအပြင်မှလက်ကားယူမဲ့ customer တွေဆိုလို့ရှိရင်လည်းအများကြီးလေးတည်သက်ရှိအောင်မလို့ CB မှာခုပဲ order တင်လိုက်တော့နော်။